အားလုံးပဲမင်္ဂလာပါရှင် Women's Health E-Solution Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မတော့တောက်ဖွားမီရဲ့အထူးကုဆရာဝန်ဒေါက်တာအီမွမ်ဖြစ်ပါတယ်ဒီတစ်ပတ်မှာမျှဝေပေးသွားခြင်းတဲ့အကြောင်းအရာကတော့အမျိုးသမီးတွေအသက်40ကျော်50မှာကြုံတွေ့ရမယ် menopause လို့ခေါ်တဲ့သွေးဆုံးခြင်းအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်သွေးဆုံးနေဆိုတာကိုဘယ်လိုသတ်မှတ်လဲဆိုရင်တော့အမျိုးသမီးတယောက်ကတစ်လတစ်ခါရာသီပုံမှန်လာနေရကနေတစ်နှစ်တိရာသီမလာတော့ဘူးရာသီပျောက်သွားတယ်ဆိုရင်အဲ့အမျိုးသမီးကိုသွေးဆုံးပြီလို့သတ်မှတ်လို့ရပါတယ်မြန်မာအမျိုးသမီးတွေမှာပုံမှန်သွေးဆုံးတက်တဲ့အသက်အရွယ်ကတော့အသက်45နှစ်နဲ့အသက်55နှစ်ကြားဖြစ်ပါတယ်။သွေးဆုံးတာကတဘာဝအတိုင်းသွေးဆုံးတာရှိနိုင်တယ်လို့တခါတရံမှာအကြောင်းတစ်ခုခုကြောင့်မလို့တာဥအိမ်ကိုထုတ်လိုက်ရတာမျိုးသို့မဟုတ်ကင်ဆာဆေးခီမိုဆေးတွေကိုပုံမှန်သွေးမဆုံးခင်အချိန်မှာသွင်းလိုက်ရတဲ့အချိန်မျိုးမှလည်းသွေးဆုံးတာမျိုးရှိပါတယ်။အသက်40မတိုင်ခင်မှာသွေးဆုံးတာကိုတော့သွေးဆုံးစောတယ်လို့ခေါ်ပါတယ်။သွေးဆုံးစောတာကတော့ကုသမှုလိုအပ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။သွေးဆုံးကန်ဒီမှာအမျိုးသမီးတယောက်ကသွေးဆုံးကင်တဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။ဒါတွေအားလုံးကဘာကြောင့်မလို့ဖြစ်လာရလဲဆိုရင်တော့ကျမတို့အမျိုးသမီးတွေမှာအမေမွေးကလေးကတာဥအိမ်လေးနှစ်ခုပါလာတယ်ပေါ့နော်။ဒီတာဥအိမ်လေးနှစ်ခုကမွေးခင်းစမှာအလုံးမလုံးသေးခင်မှာအမျိုးသမီးတယောက်ကရာသီမလာဘူး။အသက်73နှစ်14နှစ်ရောက်လာတဲ့အချိန်ဒီတာဥအိမ်လေးနှစ်ဖက်ကစတင်ပြီးအလုံးလုံးလာပြီဆိုရင်တော့ဒီအမျိုးသမီးတယောက်ကတလတစ်ခါဥကြွေလာပြီးတလတစ်ခါရာသီလာပြီးဆိုတော့ဒီအမျိုးသမီးကကိုဝင်ဆောင်နိုင်တဲ့အမျိုးသမီးအဖြစ်ကိုပြောင်းသွားပါတယ်ဒီလိုနဲ့တာဥအိမ်နှစ်ဖက်မှာရှိရဲ့မမျိုးဥလေးတွေကတလတစ်ခါအလုံးလုံးနေရကနေအသက်45နှစ်နဲ့55နှစ်ကြားလဲရောက်လာရောဒီမမျိုးဥလေးကတဖြည်းဖြည်းနဲ့နဲသွားပြီးတော့ဆက်လက်အလုံးလုံးနိုင်စွမ်းမရှိတော့တဲ့အခြေအနေတစ်ခုမှာဟော်မုန်းဒီထုတ်လုံးမှုကိုရပ်လိုက်ရပါတယ်အဲ့အချိန်မှာဒီအမျိုးသမီးတယောက်ကရာသီလာခြင်းနဲ့ရပ်တန့်သွားပြီးတော့ကိုဝင်ဆောင်နိုင်တဲ့စွမ်းရည်လည်းရပ်တန့်သွားပါပြီအဲ့အခြေအနေကိုသွေးဆုံးတယ်လို့ခေါ်ပါတယ်အဲ့တော့အမျိုးသမီးတယောက်ကသွေးဆုံးကန်ဒီမှာဆိုရင်ဘာတွေတွေ့ရတတ်လဲဆိုရင်စိတ်ပိုင်းဆိုင်ရာအရာကြည့်မယ်ဆိုရင်စိတ်ကအတက်အကျမြန်တာကိုယုံကြည်ချက်အားနည်းလာတာနောက်မှတ်ဉာဏ်အားနည်းလာတာအာယုံစူးစမ်းနိုင်စွမ်းလျော့နည်းလာတာတွေတွေ့ရတတ်ပါတယ်ခန္ဓာကိုယ်ပိုင်းရကြည့်မယ်ဆိုရင်တော့ညအပတ်အတေမှာပူလွန်းအေးလွန်းပြီးတော့ချွေးတွေအများကြီးထွက်ပြီးလက်နိုးလာတာပြီးရုပ်ချီးပြန်အေးသွားတာပြီးရင်တွေတုန်တာညအိပ်ရခတ်တာနောက်ခေါင်းကိုက်တာခြေစစ်လက်စစ်တွေကိုက်တာနောက်ခန္ဓာကိုယ်မှာဝိတ်ကထိန်းလို့မရတော့ဘဲနဲ့ရုတ်တရက်ဝိတ်အရန်ထိုးတက်လာတာမျိုးပြီးရင်ဘိုက်တင်ပါပေါင်ဒီလိုအစီများတဲ့နေရာတွေမှာအစီတွေပိုစုလာတာမျိုးအရေပြားရာရန်တာအရေပြားမှာတင်းတိတ်တွေဆွဲတာအမျိုးသားနဲ့လိင်ဆက်ဆံခြင်းစိတ် sexual drive နည်းလာတာဆက်ဆံတဲ့အခါကျရင်လည်းမိန်းမကိုယ်မှာ6တွေ့ပြီးတော့နာကျင်တာနောက်ခဏစီးပိုးဝင်တာအစရှိတဲ့လက္ခဏာတွေတွဲပြီးတွေ့ရတတ်ပါတယ်သွေးဆုံးကင်တဲ့လက္ခဏာတွေကသွေးဆုံးကန်ဒီ2နှစ်3နှစ်အလိုကလေးကပေါ်လာတတ်ပါတယ်တချို့အမျိုးသမီးတွေမှာလပိုင်းလောက်ခံစားရတတ်ပေမဲ့အချို့မျိုးသမီးတွေမှာလည်းနှစ်ပိုင်းထိကြာတတ်ပါတယ်မြန်မာမျိုးသမီးအများစုမှာတော့သွေးဆုံးနေဆိုတာကိုတဘာဝဖြစ်စဉ်လို့မှတ်ယူထားတာဖြစ်တဲ့အတွက်ဒီလိုလက္ခဏာတွေပေါ်လာရင်လည်းအကုန်လုံးကသိခံပြီးနေလိုက်ကြတာပေါ့နော်တကယ်ကတော့ဒီလက္ခဏာတွေပေါ်လာတယ်ဆိုရင်ဥသလို့ရတဲ့နည်းလမ်းတွေအများကြီးရှိရပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဒီလိုလက္ခဏာတွေပေါ်လာခဲ့ပြီဆိုရင်ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဓိကကတော့အိပ်ရေးဝအိပ်ပါနောက်အနားယူပါနောက်အိပ်မပျော်တာအတွက်ကို sleep routine ပေါ့နော်အိပ်ရာဝင်တဲ့အချိန်အိပ်ရာထတဲ့အချိန်ကိုမှန်အောင်လေ့ကျင့်ပေးပါနောက် balance diet လို့ခေါ်တဲ့အသားငါးချက်ဥဟင်းသီးဟင်းရွက်မျှတစုံလင်စားသုံးပေးပါနောက်ရေများတောက်ပါနောက်ကယ်လ်ဆီယမ်များတဲ့အစားအစာတွေဖြစ်တဲ့နွားနို့ဒိန်ဂျင်နို့နဲ့နို့ထွက်ပစ္စည်းတွေများစားပေးပါနောက်တစ်ခါလေ့ကျင့်ခန်းလုပ်ပေးပါလေ့ကျင့်ခန်းမှာကျမတို့က weight ချဖို့ထက်စားရင်ဒီအမျိုးသမီးတွေကသွေးဆုံးပြီးသွားရင်ဒီကြွက်သားတွေအားနေဝါတာဖြစ်တဲ့အတွက်ကြွက်သားထုကိုအားပေးတဲ့ muscle forming exercise တွေကိုလုပ်ဖို့လိုပါတယ်အေးစင်လမ်းလျှောက်တာကိုလက်လှုပ်ရှားတာကိုနိုင်ဝက်လုပ်ပေးဖို့လိုပါမယ်ပြီးရင်တော့ relaxation ဒီ exercise တွေဖြစ်တဲ့ yoga ဆော့တာ tai chi ဆော့တာနောက်နေ့စဉ်တရားမှတ်ပေးတာဒါတွေကိုလည်းတနေ့နိုင်ဝက်လုပ်ပေးဖို့လိုပါမယ်ပြီးရင်တော့မိမိရင်ဘတ်ထဲမှာခံစားနေရတဲ့ပြဿနာတွေကိုတယောက်တည်းသိမ်းမထားဘဲနဲ့ကိုယုံကြည်ရတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိရဲ့ကိုယ့်ရဲ့
ခင်မွန်နောက်သားသမီးမိဘဆွေမျိုးသားချင်းတွေကိုလည်းရင်ဖွင့်ပေးဖို့လိုပါတယ်အရေးကြီးတာကတော့ဆေးလိပ်အရက်တောက်သုံးခြင်းကိုလုံးဝရှောင်ကျဉ်ပေးဖို့လိုအပ်ပါမယ်အကယ်၍ဒီလက္ခဏာတွေကအရန်ကိုပြင်းထန်လာပြီးခုနကပြောတဲ့ lifestyle modification နဲ့မတက်တာဘူးဆိုရင်တော့ HRT လို့ခေါ်တဲ့ hormone replacement therapy ကိုသုံးဖို့လိုအပ်ပါတယ် HRT ဆိုတာအမှန်တိုင်းပြောမယ်ဆိုရင်တော့အရင်တုန်းကဒီ hormone တွေကိုသုံးရင်ရင်သားကင်ဆာဖြစ်တယ်၊အင်ကင်ဆာဖြစ်တယ်ဆိုပြီးတော့အရန်ကြောက်ရွံ့ခဲ့ကြတဲ့အချိန်တစ်ချိန်ရှိခဲ့ပူတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီလေ့လာဆန်းစစ်ချက်တွေအများကြီးပြုလုပ်ပြီးတဲ့အချိန်မှာ HRT ဒီစောစောစီးစီးအသုံးပြုခဲ့မယ်ဆိုရင်သူ့မှာကောင်းကျိုးဒီအများကြီးပေးနိုင်တယ်ဆိုတော့တွေ့ရှိပြီးရဲ့နောက်ပိုင်းမှာဒီ HRT ကိုသုံးတာကိုပို့ပြီးတော့ယုံကြည်မှုရှိလာကြတယ်ပေါ့နော်ဆိုတော့ HRT hormone replacement therapy ဆိုတာဘာကိုပြောလဲဆိုတော့ကျမတို့ဒီအမျိုးသမီးရဲ့တာဝူအိမ်ထဲကထွက်တဲ့ estrogen နဲ့ဟော်မုန်းကနည်းသွားတဲ့ဟာကိုအပြင်ကနေ estrogen ဟော်မုန်းပြန်ပေးရတာပေါ့နော်ဆိုတော့ဒီမှာအပိုင်းနှစ်ပိုင်းရှိတယ်မျိုးသမီးတယောက်ကသူ့မှာတအိမ်ရှိနေသေးရဆိုရင်တော့သူဒီ estrogen နဲ့ progesterone ဆိုတဲ့ဟော်မုန်းကိုတွဲသုံးပေးဖို့လိုတယ်ဆိုတော့ estrogen ကအခုနည်းသွားတဲ့ဟော်မုန်းဖြည့်ဖို့ progesterone ကတော့ဒီ estrogen ဟော်မုန်းကြောင့်မလို့ဖြစ်လာနိုင်တဲ့တအိမ်နံရံထူတဲ့ပြဿနာတအိမ်နံရံကင်ဆာဖြစ်နိုင်တဲ့ဟာကိုကာကွယ်ပေးဖို့အတွက် progesterone ဆိုတဲ့ဟော်မုန်းကိုပြန်ပြီးအတွဲလိုက်သုံးရတဲ့သဘောပေါ့နော်အကယ်၍မိမိကအကြောင်းတစ်ခုခုကြောင့်မလို့တအိမ်ထုတ်ထားပြီးသားဆိုရင်တော့ estrogen ဟော်မုန်းတစ်မျိုးတည်းကိုသုံးလို့ရပါတယ်အဲ့တော့ဒီ HRT ကိုအစောဆုံးပဲကလေးကစသုံးလို့ရလဲဆိုရင်တော့ perimenopause လို့ခေါ်တယ်။သွေးမဆုံးခင်နှစ်ပိုင်းလောက်ကလေးကမိမိမှာသွေးဆုံးကင်တဲ့လက္ခဏာတွေရှိနေပြီဆိုရင်တော့စပြီးသုံးလို့ရပါတယ်။အဲ့တော့ HRT မှာပါတဲ့ estrogen ကိုကျွန်တော်တို့ကဘယ်လိုပုံစံသုံးလို့ရလဲဆိုရင်တော့အရင်တုန်းကတော့တောက်ဆေးတစ်မျိုးပဲရှိရဲအခုနောက်ပိုင်းမှာဆိုရင်တော့လက်မောင်းမှာ gel လိုမျိုးပုတ်တာpatch လို့ခေါ်တယ်ဒီ plaster ပြားလေးလိုမျိုးပေါ့နော်အဲ့ဒါလေးကိုကတ်တာမျိုးလုပ်လို့ရတယ်မိမကိုယ်ထဲမှာထည့်တဲ့ခွင်းလေးတွေရှိတယ်နောက်လက်မောင်းထဲမှာအရေပြားအောက်ထဲမှာထည့်တဲ့ implant ရှိတယ်ဆိုတော့အဲ့ထဲမှာအခုနောက်ပိုင်းအသုံးများတာကတော့ gel နဲ့ patch ကတော့တော်တော်အဆင်ပြေတယ်ပေါ့နော် gel ဆိုတော့ဒီလက်မောင်းတို့ပေါင်တို့ဆိုတဲ့နေရာမှာနေ့စဉ်HRT ဘူးထဲမှာရှိတဲ့ pump လေးတစ်ညစ်စာကိုထည့်ပြီးတော့ဒါကိုပုတ်ပေးခြင်းအဖြစ်အသားတွေကိုစိတ်ဝင်သွားစေတယ်ပေါ့နော် patch ကတော့ plaster ပြားလေးလိုလာတယ်အဲ့ဒါကိုပေါင်ဘိုက်အစရှိအစီများတဲ့နေရာတွေမှာကတ်ထားပြီးတော့တစ်ပတ်ကို2ကြိမ်လဲပေးရတာမျိုးသုံးလို့ရပါတယ်ရေးကြည့်ရတော့ဒီ HRT မသုံးခင်မှာမိမိမှာ HRT မသုံးတဲ့ယောဂါတွေရှိလားဆိုတော့အရင်ဆုံးကြည့်ဖို့လိုမယ်။ဘာတွေလဲဆိုရင်တော့ခေါင်းတစ်ချမ်းကိုက်တဲ့ migraine ရင်သားကင်ဆာခြေထောက်မှာသွေးကြောခဲတဲ့ပြဿနာအသက်ယောဂါရှိရင် HRT သုံးလို့မရပါဘူး။မိသားစုထဲမှာရင်သားကင်ဆာပြဿနာရှိရဆိုရင်လည်းသုံးဖို့အတွက်ကိုတတိထားဖို့တော့လိုပါတယ်။ပြီး HRT ကိုဘယ်နှစ်သုံးသင့်လဲဆိုရင်တော့ရေတိုမှာဆိုရင်တော့2နှစ်သုံးပြီးတော့ရေရှည်မှာဆိုရင်တော့9နှစ်ထိတိုးလို့ရပါတယ် HRT ကိုအသုံးပြုခြင်းအပြင်ရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့မိရချမ်းထတာတွေအိတ်မပျော်တဲ့ပြဿနာစိတ်ပိုင်းဆိုင်ရာစိတ်အတက်ကြမြန်တာကိုယုံကြည်ချက်အားနည်းတာမွေးလန်းချောင်းခြောက်တွေ့တာအယိုးပွားတဲ့ပြဿနာတွေကိုဒီ HRT ကကာကွယ်ပေးနိုင်ပါတယ်HRT ကြောင့်မလို့ဖြစ်တတ်တဲ့အန်ဒီရယ်ကတော့ရင်သားကင်ဆာဖြစ်တာခြေထောက်မှာသွေးကြောထုံးတာအသေးပြဿနာဖြစ်တာဒါတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ HRT ကိုအသုံးပြုမယ်ဆိုရင်တစ်နှစ်တစ်ခါမိမိရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့ HRT ကိုဆက်သုံးတဲ့မသုံးတဲ့အမြဲဆန်းစစ်ပေးနေဖို့လိုပါတယ်။အရေးကြီးဆုံးကတော့ HRT သုံးနေရဲ့အတော်အတွင်းမှာသွေးဆင်းနေဆိုရင်တော့မိမိရဲ့ဆရာဝန်ကိုချက်ချင်းအကြောင်းကြားဖို့တော့လိုအပ်ပါမယ်။ဒါလို့ဆိုရင်တော့အမျိုးသမီးတွေသွေးဆုံးတဲ့ခါကျရင်ဖြစ်တတ်တဲ့သွေးဆုံးကင်တဲ့လက္ခဏာတွေကိုဆေးမပါဘဲနဲ့ရောဘယ်လိုဖြေရှင်းလို့ရလဲ HRT လို့ခေါ်တဲ့ဆေးနဲ့ရောဘယ်လိုဖြေရှင်းလို့ရလဲဆိုတဲ့အကြောင်းအရာကိုနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းအမျိုးသမီးကျန်းမာရေးဗဟုသုတဗီဒီယိုတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ဒီ channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ